မျိုးသမီးတယောက်ဟာချမ်းသာတဲ့တထေးသားတယောက်ကိုလမ်းဘေးစာတောက်ဆိုင်လေးတစ်ခုမှာချိန်တွေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်တထေးသားသူ့ကိုအထင်ကြီးပြီးချစ်မိသွားအောင်ရည်ရွယ်ချက်ရှိနဲ့အကွက်ဆင်လိုက်တာပါလွန်ခဲ့တဲ့ရက်အနေငယ်ကဘီလီယံနာတယောက်ရဲ့သားဟာကုံစုံဆိုင်လေးတစ်ခုထဲမှာထိုင်ပြီးအတင်းစားခောက်ဆွဲချောက်တောက်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာလီဆာဟာအိမ်ပြန်လမ်းမှာလူတချို့ပြောနေကြတဲ့စကားတွေကိုမတော်တဆကြားလိုက်ရပါတယ်ကြည်ရတာရိုးရိုးရှင်းရှင်းဝတ်ဆင်ပြီးခောက်ဆွဲတောက်နေတဲ့အဲ့ဒီလူဟာတကယ်တော့ဒေါ်လာထရီလီယံကြီးတန်ဖိုးရှိတဲ့စီးပွားရေးအင်ပါယာကြီးရဲ့မြေဖြစ်နေတာပါဘေးကလူတွေကို၃ချိန်တိုင်တေချာအောင်မင်းမြတ်အတီးပြုပြီးတဲ့နောက်မှာတော့လီဆာဟာရင်ခုန်စိတ်လှုပ်ရှားသွားပါတော့တယ်သူမဟာအိမ်ကိုအလောတကြီးပြေးပြန်လာပြီးအမိုက်ပုံးစီတန်းသွားကစကျွန်းစားကြံတွေနဲ့စာရွက်ဟောင်းတွေကြားတဲ့အသေးအတန်လိုက်ရှာပါတော့တယ်နောက်ဆုံးမှာတော့ကြေမွညစ်ပတ်နေတဲ့လိပ်စာကတ် business card လေးတစ်ခုကိုရှာတွေ့သွားခဲ့ပါတယ်တကယ်တော့သူမဟာအဲ့ဒီလူနဲ့ကုံစုံဆိုင်မှာနှစ်ကြိမ်တိုင်ဆုံခဲ့ဘူးတာပါပထမအကြိမ်ဆုံတုန်းက Jack ကရိုးရိုးအားကစားဝတ်စုံပဲဝတ်ထားတာမို့လီဆာကသူ့ကိုပတ်စံမရှိတဲ့ဆင်းရဲသားတယောက်လိုပဲထင်ခဲ့တာပါဒုတိယအကြိမ်ဆုံတဲ့အချိန်မှာတော့ Jack ကသူ့ရဲ့လိပ်စာကတ်ကိုပေးပြီးသူဟာကာတွန်းဆရာတယောက်ဖြစ်ကြောင်းသူမကိုမောတဲ့အဖြစ်ငှားချင်ကြောင်းပြောခဲ့ပါတယ်။အဲ့ဒီတုန်းကလီဆာကဂယုမဆိုင်ပဲအိမ်ပြန်ရောက်တာနဲ့အဲ့ဒီကတ်ကိုအမိုက်ပုံးနဲ့ပစ်ထည့်လိုက်တာပါ။ဒါပေမဲ့အခုချိန်မှာတော့အဲ့ဒီအမိုက်ပုံးတွေကလိပ်စာကတ်လေးဟာသူမအတွက်တထေးတိုင်းဝိုင်းတွေကိုဝင်ရောက်နိုင်မဲ့လက်မှတ်တစ်စောင်ဖြစ်လာခဲ့ပါပြီ။လီဆာကဖုန်းဆက်ပြီးမော်ဒယ်လုပ်ဖို့သဘောတူတဲ့အကြောင်းပြောလိုက်တဲ့အခါဂျက်ဟာအတိုင်းထက်အလွန်ဝမ်းသာသွားပြီးတကယ်ကိုပျော်ရွှင်သွားခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာနောက်တစ်နေ့မှတွေ့ပြီးအသေးစိတ်ဆွေးနွေးဖို့ချိန်ဆလိုက်ကြပါတယ်။နောက်တစ်နေ့ရောက်တော့လီဆာဟာလှလှပပပြင်ဆင်ချေသားပြီးချိန်ဆထားတဲ့နေရာကိုထွက်လာခဲ့ပါတယ်။ဒါပေမဲ့လမ်းမှာသူမကိုမွေးစားပြီးကျွေးမွေးဆောက်ရှောက်ခဲ့တဲ့မွေးစားမိခင်နဲ့မထင်မှတ်ပဲတိုးမိလိုက်မယ်လို့လီဆာတခါမှမတွေးခဲ့မိပါဘူး။မျက်လုံးချင်းစုံမိလိုက်တာနဲ့လီဆာမျက်နှာဟာကြောက်လန့်တကြားဖြူဖြောသွားပြီးထွက်ပြေးဖို့ကြိုးစားပါတော့တယ်ခြေလန်းနှစ်လန်းလောက်ပဲလှမ်းရသေးခင်မှာပဲမွေးစားမိခင်ဖြစ်သူကသူမရဲ့စပင်ကိုဆွဲဖမ်းလိုက်ပါတယ်ထိုမျိုးသမီးကြီးရဲ့မျက်ဝန်းတွေထဲမှာနာကြီးမုန်းတိမှုတွေနဲ့ပြည့်နေနေပြီးမိသားစုအခြေအနေပျက်စီးသွားတော့ကနင်းပတ်စံတွေအကုန်ယူပြေးသွားလို့ငါတို့သားမိမြေဖတွေဘာမှမကြံပဲဒီလိုလမ်းဘေးရောက်ပြီးတနေရာကနေတနေရာလှည့်လည်ပြေးလွှားနေရတာဟုအော်ဟစ်ပြောဆိုပါတော့တယ်စကားများရန်ဖြစ်ရင်လီဆာကမွေးစားမိခင်ကိုတွန်းလဲပစ်ပြီးထွက်ပြေးခဲ့ပါတယ်ဒါပေမဲ့မွေးစားမိခင်ကလည်းမလွတ်တမ်းအနောက်ကနေလိုက်လံဖမ်းဆီးပါတယ်လီဆာဟာနောက်ဆုံးမှာတော့ကုန်းတိုက်တစ်ခုရဲ့တန့်စင်ကန်းထဲကိုပြေးဝင်ပြီးပုံနေလိုက်ရပါတယ်ခဏအကြာမှာတော့အိမ်သားတကားကြားကနေသူမရဲ့မွေးစားမိခင်မျက်နှာကြီးဖြည်းဖြည်းချင်းချောင်းကြည့်နေတာကိုမြင်လိုက်ရပါတယ်လီဆာကတကားကိုဆွဲဖွင့်ပြီးထွက်ပြေးဖို့ပြင်ပေမဲ့မွေးစားမိခင်ကတကားကိုပြန်တွန်းပိတ်ပြီးသူမကိုအထဲမှာပိတ်လောင်ထားလိုက်ကယူသွားတဲ့ပတ်စံကပြန်ပေးဖို့တောင်းဆိုပါတော့တယ်လီဆာကလည်းအဲ့ဒီပတ်စံတွေကမတန်ရှင်းတဲ့ပတ်စံတွေမွေးစားအဖေကသူတစ်ပါးစီကခိုးလာတဲ့ပတ်စံတွေပဲလို့ပြန်လဲအော်ဟစ်အငင်းပွားခဲ့ပါတယ်အဲ့ဒီစကားကအမျိုးသမီးကြီးကိုဒေါသအဆုံးစွန်ထွက်သွားစေခဲ့ပြီးလီဆာကိုအိမ်သာခန်းထဲကနေဆွဲထုတ်ကအတင်းရိုက်နှက်ပါတော့တယ်လီဆာဟာပြန်မချနိုင်ပဲအလှည့်အပတ်ရှောင်ကွင်းပြီးကာကွယ်နေခဲ့ရပါတယ်ရုံရင်းဆန်ခတ်ဖြစ်နေတော့လီဆာကမွေးစားမိခင်ကိုထပ်မံတွန်းလဲလိုက်ပြီးအပြင်ကိုပြေးထွက်ကအနီးနားကလှေကားထောင်တစ်ခုမှာပုံနေလိုက်ပါတယ်ဂျက်နဲ့ချိန်ထားတာရှိသေးတယ်ဆိုတာကိုတတိယပေမဲ့အပြင်ထွက်ဖို့အရန်ကြောက်နေမိတယ်လို့သူမရဲ့ဖုန်းကလည်းအိမ်သာထဲမှာကြံခဲ့ပါတယ်လီဆာဟာမှောင်လာတဲ့အထိအပြင်မထွက်ရဲပဲအောက်ဤပုံးခုနေခဲ့ရပါတယ်။ညဘက်ရောက်မှတတိထားပြီးအပြင်ကိုခိုးထွက်လာခဲ့ပြီးသူတို့ချိန်ထားတဲ့ကော်ဖီဆိုင်စီကိုတန်းလာခဲ့ပါတယ်။ချက်တယောက်အခုချိန်ထိမပြန်သေးပဲစောင့်နေလိမ့်မယ်လို့သူမမယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။လီဆာအတွက်ကတော့ဒီမွေးစားမိခင်ရဲ့လက်ထဲကနေရုံထွက်ပြီးလွတ်မြောက်ဖို့အတွက်မိကိုအားထားရမယ့်သူလိုအပ်နေပြီးချက်ခါသူမအတွက်တခုတည်းသောအခွင့်အရေးဖြစ်လာပါတော့တယ်။